System of unit စနစ်များ in this textbook ဒီဖတ်စာအုပ်ထဲမှာဆိုလို့ရှိရင် we shall be using the following system of unit အောက်မှာပေးထားတဲ့ unit စနစ်တွေကိုအသုံးပြုရမှာဖြစ်ပါတယ် 1. The British system ဗြိတိရှစနစ် 2. The metric system မက်ထရစ်စနစ် 3. The SI unit တွေကိုလည်းအသုံးပြုရမှာဖြစ်ပါတယ် The British system နဲ့ British system က is ဖြစ်ပါတယ်တဲ့ based on အခြေခံထားပါတယ်တဲ့ food ဆိုတဲ့ P ရဲ့ ပေါင်ဆိုတဲ့ပေါင်ရဲ့ and second ဆိုတဲ့ S ရဲ့ပုံမှာအခြေခံထားပါတယ်တဲ့ and ပြီးရဲ့ခါမှာ is therefore also called the FPS system ဒါကြောင့်မို့လို့တဲ့ FPS system လို့လည်းခေါ်ပါတယ်တဲ့ FPS system ကိုဘာဖြစ်လို့ခေါ်တာလဲဆိုတော့ food က F ရဲ့ပေါင်က P ရဲ့ second က S ကိုယူထားခြင်းပဲဖြစ်ပါတယ် The metric system နဲ့ metric system မှာဆိုလို့ရှိရင် consists of ပါဝင်နေတဲ့ 1 က the CGS system နဲ့ 2 က MKS system ဆိုပြီးတော့ system တစ်ခုပါဝင်ပါတယ် The CGS system နဲ့ CGS system က is based on အခြေခံပါတယ်တဲ့ centimeter cm gram g and ပြီးရဲ့ခါမှာ second s ဆိုတဲ့ second body မှာအခြေခံပါတယ်The MKS system နဲ့ MKS system က is based on အခြေခံပါတယ်တဲ့ meter m kilogram kg and second ဆိုတဲ့ s ပေါ်မှာအခြေခံထားပါတယ်တဲ့ These two systems အဲ့ဒီ system နှစ်ခုဟာတဲ့ are allied in the sense ဆင်တူကြပါတယ်တဲ့ that units of length and mass of one system ဆိုတာ one system တစ်ခုရဲ့တဲ့အလျားနဲ့တဲ့ direct ရဲ့ unit တွေကတဲ့ may be combined ပြောင်းလဲနိုင်ပါတယ် to those of the other အခြား system တစ်ခုကိုပြောင်းလဲနိုင်ပါတယ်တဲ့ by using power of 10 10 ၏ ထက်ကိန်းများကိုအသုံးပြုပြီးတော့ system တစ်ခုကနေပြီးတော့အခြား system တစ်ခုကိုပြောင်းလဲနိုင်ခြင်းကြောင့်တဲ့ဆင်တူကြပါတယ် The SI unit တဲ့ SI unit က is just the modified form of the MKS system of unit SI unit ကတဲ့ MKS system ကိုတဲ့ပုံမိုးကောင်းမွန်အောင်တဲ့ပြုပြင်ထားခြင်းပဲဖြစ်ပါတယ်တဲ့ Scientists all over the world ကမ္ဘာတစ်လားမှာရှိတဲ့သိပ္ပံပညာရှင်တွေကတဲ့ like to work အလုပ်လုပ်ချင်ကြပါတယ်တဲ့ with a consistent and coherent system of unit တသမတ်တည်းဖြစ်ပြီးတော့စနစ်တကျရှိတဲ့ unit စနစ်တစ်ခုနဲ့တဲ့အလုပ်လုပ်ချင်ကြပါတယ်တဲ့ in 1960 ခုနှစ်မှာ the 11th General Conference of Weight and Measure in France ပြည်သူ့နိုင်ငံမှာကျင်းပတဲ့17ကြိမ်မြောက်အထွေထွေညီလာခံအလေးတင်တောင်အတိုင်းအတာဆိုင်ရာမှာတဲ့အထွေထွေညီလာခံမှာတဲ့recommended ဆိုတာကတော့အကြံပေးခဲ့ကြပါတယ်ပေါ့နော် an international system of units based on the metric system of unit metric system ကိုအခြေခံတဲ့နိုင်ငံတကာသုံး unit စနစ်တစ်ခုကိုအသုံးပြုဖို့အတွက်အကြံပြုခဲ့ကြပါတယ် this recommendation နဲ့အဲ့ဒီအကြံပြုချက်ကိုတဲ့ what accepted ဆိုလက်ခံခဲ့တဲ့ at SI unit အဖြစ်နဲ့လက်ခံခဲ့ပါတယ်တဲ့ full name system international unit The SI unit မှာ has ရှိပါတယ်တဲ့ 7 base unit အခြေခံ unit 9ခုရှိတယ် and ပြီးရဲ့အခါမှာ all other unit အခြားသော unit အားလုံးကိုလည်း are derived from ထုတ်နိုင်ပါတယ်တဲ့ these base units by multiplying or dividing one unit by another without introduction numerical factor အဲ့တော့အခြားကိန်းဂဏန်းအစားထိုးတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီအခြေခံ unit တွေကိုပဲညှောက်ခြင်းသို့မဟုတ်စားခြင်းဖြစ်တဲ့အခြား unit တွေအားလုံးကိုလည်းထုတ်နိုင်ပါတယ်Table 1.1 ဇယား 1.1 မှာ show ပြသထားပါတယ် the 7 base units of SI system ရဲ့တဲ့အခြေခံ unit 9မျိုးကိုပြသထားပါတယ် Table 1.1 လို့ကြည့်အောင် Table 1မှာဆိုရင် physical quantity symbol သင်္ကေတရဲ့ SI unit ရဲ့ဆိုပြီးတော့သုံးသပ်ပေးထားပါတယ် length အလျားကိုကြတော့သူရဲ့ symbol သင်္ကေတက L ရဲ့ D ရဲ့ S ရဲ့ etc. SI unit မှာဆိုလို့ရှိရင် meter m နောက်တစ်ခုက mass directory တွေပေါ့နော်သူရဲ့ symbol သင်္ကေတက m SI unit မှာဆိုလို့ရှိရင် kilogram kg နောက်တစ်ခုက time အချိန်ပေါ့နော်သူရဲ့ symbol သင်္ကေတက t အသေးလေး SI unit ကဆိုလို့ရှိရင် second s နောက်တစ်ကြောင်းက electric current လျှပ်စီးချောင်းသူရဲ့ symbol သင်္ကေတက I သူ့ SI unit မှာဆိုရင် ampere a temperature အပူချိန် symbol သင်္ကေတက D Kelvin K နဲ့ SI unit မှာတိုင်းမယ် amount of substance ပေါ့နော်အဲ့ဒါကကြတော့ drawitry ရဲ့ပမာဏက L symbol က mole နဲ့တိုင်းပါမယ် luminous intensity အလင်းပြင်းအားမှာဆိုလို့ရှိရင် IB သူ့ရဲ့ symbol သင်္ကေတ IB ပါ
သူ့ရဲ့ SI unit မှာဆို tantalum CD ပဲဖြစ်ပါတယ်ဒါတို့သမီးတို့ကဒီဇာတ်လေးကိုရအောင်ကြက်ထားရမှာပဲဖြစ်ပါတယ်အဲ့ဒါမှာ symbol ဆိုတဲ့သင်္ကေတနဲ့သူ့ရဲ့ SI unit တွေကိုမှတ်မိမှာပဲဖြစ်ပါတယ်